သာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်တဘောရလဝိကျော်9ရက်2022ခုနှစ်ဖေဖော်ဝါရီလ20ရက်တနင်္ဂနွေနေ့၌အွန်လိုင်းမှာဟောကြားအပ်သောသန္တရာနှင့်နိဗ္ဗာန်အပိုင်းနှစ်တရားဒေသနာတော်နိဗ္ဗာန်ရဖို့ဆိုတာအမှန်တမ်းခဲရင်နဲ့အစင်မောင်းများစွာကိုဖြတ်ကျော်ရမှာဖြစ်တယ်အဲ့ဒီအစင်တွေမဖြတ်ကျော်ဘဲနဲ့နိဗ္ဗာန်ကိုရောက်သွားတယ်ဆိုတာမရှိဘူးအမှန်အဖြစ်ဒီဘဝမှာတထိုင်နဲ့တရားသူရသွားတဲ့ပုဂ္ဂိုလ်တွေချိပြီးနိဗ္ဗာန်ရဖို့လွန်လွဲတယ်လို့စိတ်ထဲမှာထင်ကြရတော့လေတကယ်တော့လေဘဝပေါင်းများစွာကြိုးစားသင်ယူခဲ့တဲ့အသိဉာဏ်ရဲ့ထက်မြက်မှုကြောင့်ပါလေသူတို့ဟာလင်းမြန်တဲ့အနေအထားနဲ့ရောက်ရှိကြတာဖြစ်တယ်နိဗ္ဗာန်ရောက်ဖို့ကြည်ကြံကြုတ်ကိုအထုတ်တဲ့အခါမှာလေးမျိုးခွဲထားတာရှိတယ်တဦးနဲ့တဦးလည်းမတူကြဘူးပေါ့တချို့ကြတော့ဒုက္ခပฏิပဒါတဏ္ဍပိညာဒုက္ခပฏิပဒါနဲ့အပိညာနှစ်ခုခွဲထားတယ်ပฏิပဒါဆိုတာလမ်းစဉ်ကိုလိုက်နာပြီးတော့လေ့ကျင့်တာပฏิပဒါကအကျင့်အပိညာဆိုတာအသိအကျင့်တရားကြောင့်အသိတရားရတာအဲ့ဒီမှာအကျင့်တရားကလည်းခက်ခဲတယ်အသိကလည်းနှေးကွေးတယ်ဒါတစ်ခုရှိတယ်ဘုန်းကြီးတို့တွေအဲ့ဒါလိုပဲဖြစ်မှာအကျင့်တရားကလည်းခက်ခဲတယ်အသိကလည်းနှေးကွေးတယ်ဒါကြောင့်မို့နိဗ္ဗာန်နဲ့ဝေးနေသေးတယ်လို့ပြောအောင်မှာဖြစ်တယ်အဲ့ဒါကိုပါဠိစာပေနဲ့ဒုက္ခပฏิပဒါတဏ္ဍပိညာလို့ဒီလိုခေါ်တယ်ခက်ခဲရင်ကျင့်ပြီးတော့မှသိရတဲ့အခါမှာလည်းပဲအလွန်နှေးကွေးတယ်နောက်တနည်းကတော့ဒုက္ခပฏิပဒါခိပ္ပပိညာဒါလေးပြောင်းလိုက်တယ်ခိပ္ပဆိုတာလင်းလင်းမြတ်မြတ်အဲ့တော့ကျင့်တော့ခဲကျင့်ရပါတယ်သို့တော့အတိကြတော့မြတ်တယ်လို့ဆိုတယ်ဒုက္ခပฏิပဒါခိပ္ပပိညာပြမိဗမှန်ကျင့်တယ်အတိကြတော့လင်းမြတ်တယ်ဒါကတစ်ခုနောက်တတိယမျိုးစားကြတော့ဒုက္ခပฏิပဒါတဏ္ဍပိညာကျင့်တဲ့ဘက်မှာအခက်ခဲတော့မရှိဘူးချမ်းသာသာကျင့်ရတယ်သို့တော့အတော်နဲ့အသိဉာဏ်မပေါ်ဘူးတဏ္ဍပိညာအသိဉာဏ်ကနှေးကွေးနေတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကလည်းတူပဲနောက်ဆုံးအကောင်းဆုံးကတော့ဒုက္ခပฏิပဒါခိပ္ပပိညာအကျင့်အနေနဲ့လည်းလွယ်ကူတယ်အသိကလည်းလင်းမြန်တယ်အဲ့တော့ရှင်သာရိပုတ္တရာကဒီစတုထမျိုးစားပုဂ္ဂိုလ်မျိုးဖြစ်တယ်သူကဒုက္ခပฏิပဒါခိပ္ပပိညာကျင့်ရတာလည်းလွယ်ကူတယ်သူ့ဖို့မှအခက်အခဲမရှိဘူးအသိကလည်းပဲမြန်ဆန်တယ်ဒုက္ခပฏิပဒါခိပ္ပပိညာရှင်မောဂလန်ကြတော့ဒုတိယမျိုးစားတဲ့ပုဂ္ဂိုလ်ဒုက္ခပฏิပဒါခိပ္ပပိညာကျင့်ရတဲ့အခါမှာသူခက်ခဲကျင့်ရတယ်ဘာလို့လဲဆိုရှင်မောဂလန်ကတရားကျင့်ပြီဆိုရင်အိတ်ငိုက်အဲ့ဒါမှအိတ်ငိုက်တော့ဒီကျင့်မှုမှာခက်ခဲကြုံတယ်ပေါ့ကလေးခေတ်သူတွေလည်းကြုံမှာပါပဲတရားထိုင်ပြီဆိုအိတ်ချင်တာ
ရှုပ်ရှင်ကြည့်ပြီဆိုမအိတ်ချင်ဘူးတရားထိုင်အိတ်ချင်လာတယ်တရားနဲ့ဌိနမိတ်တာကမိတ်ဆွေလိုဖြစ်စိတ်ကမလန်းဆန်းမှုပေါ့တရားနဲ့တွေ့ရင်စိတ်ကလန်းဆန်းမှုမရှိဘူးဒါကြောင့်မို့ဌိနမိတ်တာအိတ်ချင်ငိုင်းမြည်မှုကိုရုန်းကန်ပြီးတော့လောက်ရတာဖြစ်သောကြောင့်ရှင်မောက္ကလန်ကဒုက္ခပฏิပဒါခဲခဲရင်ကျင့်ရတယ်တဲ့ဒါပေမဲ့အတိကြတော့မြန်တယ်ခိဗ္ဗပိညာဘုရားရဲ့ထိတ်တန်းတပည့်ကြီးနှစ်ဦးဟာတပါးနဲ့တပါးကွဲပြားခြားနာမှုရှိကြတယ်ကွဲပြားခြားနာမှုနှစ်ပါးစလုံးဟာအတိလင်မြတ်နာခြင်းတော့တူတယ်ကျင့်တဲ့အပိုင်းလေးမှာကြွာကြတယ်လို့ဆိုလို့တယ်ပေါ့အဲ့ဒီမှာရှင်းနဲ့ပြောမယ်ဆိုလို့ရှိရင်သောတပန်ဖြစ်ပြီးနောက်ယဟန္တာဖြစ်ဖို့ကျင့်ရတာရှင်မောက္ကလန်က9ရက်အတွင်းမှာရတယ်ရှင်သာရိပုတ္တရာက15ရက်ကျမှရတယ်ရှင်းနဲ့ပြောရင်ရှင်မောက္ကလန်ကမြန်တယ်ရှင်သာရိပုတ္တရာကနေတယ်ဘာကြောင့်မြန်ဘာကြောင့်နေတယ်နေခြင်းမြန်ခြင်းနဲ့မဆိုင်ဘူးကျင့်တဲ့အခါမှာအခက်ခဲရှိမရှိနဲ့ပဲဆိုင်တယ်နော်နေကွေးခြင်းဟာဘာကြောင့်နေကွေးတုံးဆိုလို့ရှိရင်ဥပမာပြောရရင်ရှင်မင်းနေခီးထွက်မယ်ဆိုလို့ရှိရင်ပြင်ရဆင်းရတာတွေအများကြီးပဲလေဝင်းခင်းပြီးတော့မှထွက်တာဆိုတော့လောကကိုင်ရတာတွေပြင်ရဆင်းရတာတွေမထွက်ခင်ပြင်ဆင်မှုတွေကများတယ်ဆင်းရဲတာခီးထွက်ရင်တော့ချက်ချင်းတန်းပြီးတော့ထွက်သွားလို့ရတယ်ရှင်မင်းနေကြတော့အဲ့လိုမဟုတ်ဘူးတတောင်နာဘူတုနဲ့အချမ်းအနေနဲ့ရှေးဝင်းနောက်ဝင်းနဲ့အဲ့လိုသွားတာဆိုတော့ပြင်ဆင်ရတာကြားတယ်အဲ့ဒါလိုပဲရှင်သာရိပုတ္တရာကဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့တရားဓမ္မကိုအသေးစိတ်စူးစမ်းလေးလာခြင်းနဲ့စိတ်တွေကြောင့်မို့လို့သူကအချိန်တော့ကြာသွားတယ်အချိန်ကြာပြီပဲအသိဉာဏ်တယ်ရှင်မောက္ကလန်ကအချိန်တိုတယ်ဒါပေမဲ့ခက်ခဲရုန်းကန်ရတယ်အသိကြတော့မြန်တယ်လို့ဒီလိုအက္ခသဝကနှစ်ပါးဟာတရားကျင့်ကြတဲ့အခါမှာကြွားခြားကြတယ်ပေါ့အဲ့တော့တန်တရားနဲ့နိဗ္ဗာန်တန်တရားတွေကနေယုံထွက်ပြီးတော့နိဗ္ဗာန်ကိုတွေ့ဖို့အတွက်ဘုရားဝတ္တရိယဣဒမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုဆိုပြီးတော့နိဗ္ဗာန်ကိုဆုတောင်းကြတယ်သို့သောအချိန်မောင်းကလေးချီတောင်းနေတော့လဲနိဗ္ဗာန်နဲ့ကတော့လျော့မှာတော့မဟုတ်သေးဘူးလို့ဆိုလို့တယ်ဆုတောင်းခြင်းကအခြေအနေကောင်းတစ်ခုအတွက်ဖန်တီးပေးနိုင်တာတကယ်ကတော့လက်တွေ့ကျင့်ကြရမှာလို့ဆိုလို့ပေါ့နော်ဆုတောင်းမှုကအထောက်အကူမဖြစ်ဘူးလားဆိုတော့အထောက်အကူတော့ဖြစ်ပါတယ်ဥဒိကျအနေနဲ့ဆုတောင်းကြတာသွားတဲ့အခါကျတော့ဒီလမ်းစဉ်နိုင်မဲ့သွားဝိသုဒ္ဓိ9ပါးစင်ကြယ်တန်ရှင်းမှဘယ်ဟာစင်ကြယ်မှာတော့ဆိုအထက်ကရုပ်ပိုင်းစင်ကြယ်ဖို့ပြောတာမဟုတ်လူတွေကရုပ်ပိုင်းစင်ကြယ်ဖို့ပဲကြိုးစားကြတာဟုတ်ရှေးမိုးချိုးတယ်ဖိလိမ့်နဲ့ပြင်ဆင်တယ်ဝတ်စားတွေတန်တန်ပြတ်ပြတ်ဝတ်တယ်ရုပ်ပိုင်းဆိုင်ရာတွေတော့တော်ကိုတန်းပြတ်အောင်ကြိုးစားကြတယ်သို့တော့စိတ်ပိုင်းဆိုင်ရာကျတော့ညစ်ထွေးနေတယ်အဲ့ဒီစိတ်ပိုင်းဆိုင်ရာအညစ်ကြေးတွေကိုပြစ်မှုလို့တာပေါ့ပရမအဆင့်နဲ့ပြင်ရမှာတော့အပြောဆိုနဲ့ပတ်သက်ပြီးညစ်ကြေးတွေမရှိဘူးအပြုမှုနဲ့ပတ်သက်ပြီးတော့ညစ်ပေမှုမရှိဘူးလူတွေဟာပြောလိုက်ရင်လည်းအညစ်အကြေးတွေဖြစ်နေလှုပ်လိုက်ရင်လည်းအညစ်အကြေးတွေဒုစရိုက်တွေတည်းပဲရောက်ပြီးတော့သွားတော့ကာယကံစင်ကြယ်မှုဝစီကံစင်ကြယ်မှုကိုမရှိကြဘူးအဲ့ဒါကိုပထမတန်ရှင်းပေးဖို့လိုတယ်မျက်နှာကမှန်ကြည့်တော့မယ်ဆိုလို့ရှိရင်
မျက်နှာကိုအရင်ပြင်ရမှာမဟုတ်ဘူးမှန်ကလေးကိုဝင်းနေအောင်အရင်တိုက်ဖို့လိုလိမ့်မယ်မှန်ကမုန်းနေလို့ရှိရင်ကိုယ့်မျက်နှာမြင်တဲ့အခါမှာလှလှပပမြင်မှာမဟုတ်ဘူးခဏခေတ်တော့ကျေးမုံရှေးခေတ်ကကျေးမုံဆိုတာသုံးတာကျေးမုံဆိုတာခြေပြားကိုအယောင်ထွက်အောင်ပုတ်ထားတာအဲ့ဒီမှာမျက်နှာရိပ်ထင်ကြည့်ကြရတာဖြစ်တယ်အဲ့ဒါမရှိခင်ကဆိုရေအိုင်နာသွားပြီးတော့ရေထဲကြည့်ရတာရေထဲမှာထင်တဲ့အရိပ်ပဲကြည့်ရအဲ့တော့ခြေပြားတွေကိုဝင်းလက်နေအောင်ပုတ်နိုင်ပြီဆိုလို့ရှိရင်တော့ခြေမုံဆိုတဲ့အပေါ်မှာကြည့်လို့ရတယ်ဒီကနေ့ခေတ်တော့ပရာသုတ်တဲ့မှန်နေပေါ်လာသည့်အတွက်ကြောင့်ဒီကိစ္စတော့တက်တာသွားထင်နေနေကြီးမြင်နေရတယ်အဲ့တော့ကိုယ်ရုပ်ပိုင်းဆိုင်ရာမျက်နှာကိုတန်ရှင်းနေတဲ့ဆိုရင်တောင်မှပဲခြေမုံကိုအရင်တန်ရှင်းအောင်လုပ်ပြီးတော့ခြေမုံထဲမှာပေါ်လာတဲ့မျက်နှာရိပ်ကိုတန်ရှင်းအောင်ပြင်ဆင်ကြတာဖြစ်တယ်ပေါ့အဲ့တော့ရုပ်ပိုင်းဆိုင်ရာတန်ရှင်းမှုကအဲ့လိုလုပ်တယ်လို့ပဲစိတ်ပိုင်းဆိုင်ရာတန်ရှင်းမှုကလည်းပဲခြေမုံရှိဖို့လိုတယ်ပေါ့မှန်ခြေမုံရှိဖို့လိုတယ်အဲ့တော့စိတ်ကိုဘယ်လိုလုပ်မှန်ကြည့်ပြီးတော့ဆုံးဖြတ်မလဲဆိုကိုယ့်ကိုဆင်ញင်သုံးသပ်မှုဟာမှန်ကြည့်တာပဲနဲ့တူတယ်ပေါ့ကိုယ်စိတ်တွေကိုကိုယ်ဆင်ញင်သုံးသပ်ရမယ်အဲ့ဒါကိုပစ္စဝိက္ခဏလို့ပါဠိလိုခေါ်တယ်ပฏิအဝိက္ခဏအကျဉ်းချင်းအထက်ထက်ရှုကြည့်တာကိုယ်ကိုစမ်းသပ်စစ်ဆေးတာငါစိတ်တွေထဲမှာလောဘဖြစ်တာများသလားဒေါသဖြစ်တာများသလားမောဟဖြစ်နေတာများသလားငါစိတ်တူသလားနော်စိတ်ရှိသလား jealousy ဖြစ်တတ်သလားမစ္စရိယာတွေဖြစ်တတ်သလားတနေ့ကုန်နေတဲ့အခါကျငါစိတ်ဘယ်နှခါဆိုးလဲငါလောဘတွေဘယ်လောက်ထိအောင်ကြီးသလဲဘယ်ကိစ္စမှာငါလောဘကြီးသလဲဆိုတာတွေကိုယ့်ရင်ထဲမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဆင်ញင်သုံးသပ်ပေးတာဟာမှန်ကြည့်တာတဲ့တူတူပဲစိတ်ပိုင်းဆိုင်ရာကျတော့အဲ့လိုကြည့်ဖို့လိုတယ်ပေါ့နော်အဲ့လိုကြည့်လိုက်တဲ့အခါကိုယ်စိတ်ရဲ့အခြေအနေတွေကိုကိုသိလာတယ်အဲ့ဒါကိုသတိပဋ္ဌာန်တရား၄ပါးထဲမှာမြတ်စွာဘုရားဟောတဲ့အခါစိတ်တ ानु ပတနာဆိုအဲ့ဒါပြောတယ်စိတ်တ ानु ပတနာဆိုကိုယ်စိတ်ကိုသေသေးချာချာလေးလာဆန်းစစ်ကြည့်ဆန်းစစ်ရမယ်ဆန်းစစ်ပြီးတော့ပြင်ရမယ်လို့ဆိုလို့ရပေါ့နော်အဲ့လိုဆင်ញင်သုံးသပ်မှုဟာခြေမုံနဲ့လာသရံတူပြီးတော့ကိုယ်စိတ်လေးကိုကိုပြင်ဆင်ပြီးတော့ပေးရမယ်စိတ်ဓာတ် ानु ပတနာနဲ့ပြင်ဆင်ပြီးတော့ပေးရကြည့်ရှုပြီးအဖြေထုတ်တဲ့အခါအဲ့ဒါနဲ့ပြင်ရမယ်အဲ့တော့နိဗ္ဗာန်သွားတော့မယ်ဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာတန်ရှင်းရေးကိုအရင်လုပ်ကြရတယ်ရုပ်ပိုင်းဆိုင်ရာကာယကတန်ရှင်းမှုဝစီကတန်ရှင်းမှုကနေစတင်လိုက်တော့စိတ်တန်ရှင်းမှုအတွက်လိုအပ်လာပြန်လိုအပ်လို့စိတ်တန်ရှင်းမှုအတွက်ခုနသူကြတော့သီလနဲ့စိတ်ကိုတန်ရှင်းအောင်လုပ်လို့မရဘူးသီလကကာယကံဝစီကံမှာစိကံထားတာရှင်းရှင်းပြောရရင်သီလဆိုတာစိကံထားတာပဲစိကံဘောင်ခတ်ထားတာဘယ်လိုဘောင်ခတ်တာတော့ဆိုရင်ဒီအလုပ်မျိုးကိုမလုပ်ဘူးဒီအလုပ်မျိုးကိုလုပ်မယ်ဒီအပြောမျိုးကိုမပြောဘူးဒီအပြောမျိုးကိုပြောမယ်ဒါစိကံထားတာလေနှုတ်ကိုစိကံထားတာနဲ့ကိုယ့်ရဲ့အပြုအမူစိကံထားတာဒါသီလပဲကိုယ်စိကံကိုလိုက်နာရမှာဖြစ်တယ်ပေါ့နော်ကိုယ်စိကံကိုလိုက်နာအဲ့ဒါကြလို့ရှိရင်ကာယကံနဲ့ပတ်သက်တဲ့အညစ်အကြေးတွေဝစီကံနဲ့ပတ်သက်တဲ့အညစ်အကြေးတွေကင်းဝေးသွားတယ်သို့သောစိတ်ပိုင်းဆိုင်ရာအညစ်အကြေးတွေကတော့တမ်းမှဖြစ်နေသေးတယ်အဲ့စိတ်ပိုင်းဆိုင်ရာအညစ်အကြေးတွေကိုခုနလိုစိတ်ဓာတ် ानु ပတနာနဲ့ဆင်ញင်သုံးသပ်ကြည့်လိုက်တဲ့အခါမှာအညစ်အကြေးတွေတွေ့လာလိုက်မယ်အဲ့တွေးလာတဲ့အညစ်အကြေးတွေကိုဆေးကြောတန်းရှင်းရမယ်လို့ဆိုလို့ဆေးကြောတန်းစင်မှုအတွက်
ကမ္မထာအာယုံ40မြတ်စွာဘုရားပေးထားတယ်နော်ကမ္မထာအာယုံ40အဲ့ဒီအာယုံနေနဲ့တွေ့ပြီးတော့ဆေးကြောတန့်စင်ပေးရကမ္မထာ40ဆိုတာအဲ့ဒါပြောတာကမ္မထာ40ကတော့ကြားဥကြပါလိမ့်မယ်နော်အဲ့ဒါတွေတော့အကျယ်မပြောတော့ကတိုင်း7ပါးတို့အတုပ7ပါးတို့အဲ့လိုပေါ့နော်အလုံးကမ္မထာ40ရှိတယ်အာနာပါနတတိအောက်အနုတ္တိ7ပါးတို့အဲ့ဒီကမ္မထာ40ထဲမှာမိမိနှစ်သက်ရကမ္မထာအာယုန်တစ်ခုနဲ့ဥပမာဘုရားနုတ္တိနဲ့ဆေးကြောမလားစိတ်အညစ်အကြေးကိုဘုရားနုတ္တိနဲ့ဆေးကြောလို့ရတယ်သို့မဟုတ်အာနာပါနတတိထွက်လေဝင်လေမှတ်ပြီးတော့ဆေးကြောမလားအဲ့ဒါနဲ့လည်းဆေးကြောရတယ်ကာယကရတတိဆိုတဲ့ခန္ဓာကိုယ်မှာရှိတဲ့ဆံမေမွေးခြင်းခြေသက်လက်တဲ့သွားအရေးအစရှိတဲ့ခန္ဓာကိုယ်မှာရှိတဲ့ရုပ်စုတွေကိုကြည့်ပြီးတော့32ခုတ္တတာကိုအာယုပြုပြီးတော့ဆေးကြောမလားအဲ့ဒါနဲ့လည်းဆေးကြောလို့ရတယ်အတုဝဘာဝနာပွားပြီးတော့ဆေးကြောမလားသို့မဟုတ်ပရဏတ္တိသေခြင်းကိုအောက်မေ့ပြီးတော့ဆေးကြောမလားသို့မဟုတ်မေတ္တာပို့ပြီးတော့ဆေးကြောမလားသို့မဟုတ်ဓာတ်ကြီး၄ပါးကိုစဉ်းစားပြီးတော့ဆေးကြောမလားသို့မဟုတ်ရင်ထမင်းစားရင်အာဟာရပฏิကူလတင်ညာအာဟာရရဲ့ဆက်စုပ်ဝဲကောင်းမွန်တွေကိုစဉ်းကျင်စဉ်းစားပြီးတော့ဆေးကြောမလားကမ္မထာ40တဲ့ကကိုဆေးကြောခြင်းတဲ့ဟာနဲ့ကိုနဲ့အဆင်ပြေတာနဲ့ကိုယ်စိတ်ကိုအာယုန်တစ်ခုပေါ်မှာထားပြီးတော့ဆေးကြောမှာဖြစ်တယ်အဲ့ဒီကမ္မထာ40နဲ့ဆေးကြောတဲ့အခါမှာကိုယ်စိတ်လေးဟာအဲ့ဒီအာယုန်ဒီပေါ်မှာစိတ်ဟာတည်ငြိမ်သွားတယ်ထားတဲ့အာယုန်မှာသူကပဲမေတ္တာပို့နေတယ်လူတယောက်ကိုမေတ္တာပို့တယ်ဆိုတာအဲ့ဒီပုဂ္ဂိုလ်ရဲ့ပုံပန်းတဏ္ဍမျက်စိထဲမှာမြင်ပြီးတော့သူ့ကိုမေတ္တာပို့နေလို့ရှိရင်အဲ့ဒီအာယုန်လေးဟာကိုယ့်ရဲ့ထဲမှာကိုယ်စိတ်ထဲမှာဆွဲမြဲပြီးတော့နေတယ်သူရုပ်ပုံနဲ့မေတ္တာနဲ့ဆွဲမြဲပြီးအချိန်ချင်းထပ်ထပ်ဖြစ်တယ်တခြားအာယုန်ကိုသတိမရတော့ဘူးအဲ့ဒီအာယုန်လေးပေါ်မှာစိတ်ကငြိမ်သွားတယ်ဆိုရင်ဒါမေတ္တာဆံအာယုန်ပဲအဲ့ဒီပေါ်မှာလည်းပဲတမာရိရနိုင်တာဒုက္ခရောက်နေတဲ့ပုံမှာအကျဉ်းနာကရုဏာပွားပြီးတော့နေရင်လည်းပဲတမာရိရလာနိုင်တယ်ဆိုလိုတာကတော့တမာရိရအောင်ကတော့ပွားရစိတ်တည်ငြိမ်သွားအောင်အလွယ်ဆုံးလို့ပြောရမယ်ဆိုတာခန္ဓာကိုယ်ထဲမှာအချိန်မီရှာတွေ့နေတာတော့ဘာလို့ဆိုလူတွေက24နာရီမှာအသက်ရှူနေကြတာဖြစ်တော့ထွက်လေဝင်လေကိုမှတ်ပြီးတော့တမာရိရအောင်ကြိုးစားလို့လည်းရတယ်ပေါ့ထွက်တိုင်းဝင်တိုင်းထိတဲ့နေရာလေးမှာအသက်ရှူလိုက်လို့လေးလေးကထိသွားတဲ့နေရာရှိုက်ထုတ်လိုက်လို့လေးလေးထိသွားတဲ့နေရာအဲ့ဒီထိတဲ့နေရာလေးကိုပဲအာယုစိုက်ပြီးတော့စဉ်စမပြတ်မှတ်နေမယ်ဆိုလို့ရှိရင်လေစိတ်ကလေးဟာထိတဲ့နေရာလေးမှာပဲငြိမ်ဝတ်သွားတယ်တခြားမရောက်တော့ပဲနဲ့ထိတဲ့နေရာလေးမှာပဲစိတ်ကလေးကငြိမ်သွားတယ်အဲ့ဒါလို့ဖြစ်လာအောင်သမာဓိတရားထူထောင်ပြီးတော့စိတ်ကိုဆေးကြောကြရမှာဖြစ်တယ်စိတ်ကိုဆေးကြောတာဆိုတာအဲ့တော့စိတ်ကိုဆေးကြောဖို့အတွက်သမာဓိ3မျိုးဒီစနစ်3မျိုးကိုမှတ်သားသင့်တယ်ပေါ့ပထမသမာဓိကခဏိကသမာဓိလို့ခေါ်တယ်ခဏိကသမာဓိဆိုတော့ကိုယ်အာယုံပြုလိုက်တဲ့အပေါ်မှာအခိုက်အတန့်လေးတိသွားတဲ့တည်ရှိသွားတဲ့သမာဓိ
အဲ့တော့ခဏိကသမာဓိကိုဝိပဿနာသမာဓိလို့ခေါ်တယ်ဘာလို့လဲဆိုပရမတ္ထတရားကိုအာယုံပြုပြီးဆိုလို့ရှိရင်ပရမတ္ထတရားဖြစ်ပြီးပြတ်သွားတာဖြစ်သည့်အတွက်ကြောင့်ဖြစ်တဲ့အခိုက်လေးသိလိုက်တယ်တည်တဲ့အခိုက်လေးသိလိုက်တယ်ပြတ်သွားတဲ့အခိုက်ကလေးကိုသိလိုက်တယ်အဲ့ဒီဖြစ်တည်ပြက်အခိုက်ကလေးတွေကိုသိတာခဏိကသမာဓိခဏနဲ့ရှင်တဲ့သမာဓိဟိုဥပ္ပဇာရသမာဓိအပ္ပနာသမာဓိဆိုတာတွေကြတော့ပညာနဲ့သွားမှာအဲ့တော့ခဏိကသမာဓိဆိုတဲ့အာယုံကလည်းအခိုက်အတန့်လေးပဲဖြစ်တယ်သမာဓိကလည်းဖြစ်တဲ့အာယုံနောက်အခိုက်အတန့်လေးဖြစ်တယ်ဆိုတယ်အဲ့ဒီခဏိကသမာဓိကတော့ဝိပဿနာယာနိကဝိပဿနာတက်တဲ့အာထုတ်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီလမ်းကြောင်းကနေသွားတယ်အဲ့တော့တရားအထုတ်နည်းကိုနှမျိုးပေးထားတယ်ပေါ့နှမျိုးလိုပဲဆိုပါစို့သမထယာနိကနဲ့ဝိပဿနာယာနိကသမထကိုအသုံးချပြီးတော့ဝိပဿနာနောက်မှတရားသမထပုဗ္ဗင်္ဂမံဝိပဿနာဘာဝေတိသမထကိုအရင်အထုတ်တယ်သမာဓိရပြီဆိုမှဝိပဿနာကိုခုတယ်ဒါကတဏှိဝိပဿနာပုဗ္ဗင်္ဂမံသမထဘာဝေတိဝိပဿနာကိုအရင်အထုတ်တယ်ပြီးတော့မှသမာဓိကအရှိန်တက်လာတယ်အဲ့ဒါကတဏှိနှစ်နည်းရှိတယ်ပေါ့အဲ့တော့ဝိပဿနာတရားအရင်အထုတ်တဲ့ပုဂ္ဂိုလ်ကခဏိကသမာဓိနဲ့သွားတယ်လို့ပြောတယ်နာဟိခဏိကသမာဓိဝိနာဝိပဿနာနာမတံဘောတိအခိုက်တန့်လေးသိစရာအာယုံလေးပေါ်မှာစိတ်လေးကတည်ငြိမ်သွားတဲ့အခိုက်တန့်လေးမှာခဏလေးနဲ့တူတောင်းတဲ့ခဏနဲ့ရှင်းတဲ့သမာဓိမျိုးကိုခဏိကသမာဓိလို့ခေါ်တယ်အဲ့တော့ခဏိကသမာဓိမပါဘဲနဲ့ဝိပဿနာဉာဏ်မဖြစ်နိုင်ဘူးတဲ့ဝိပဿနာဉာဏ်ဖြစ်ဖို့ခဏိကသမာဓိတော့ရှိရမယ်သူဆိုလို့ဖြစ်သွားတာမှမမြင်ဘူးပြတ်သွားတာမှမမြင်ဘူးဆိုရင်ဘယ်လိုလုပ်ဝိပဿနာဉာဏ်ဖြစ်မဖြစ်နိုင်အဲ့တော့ဖြစ်တဲ့အခိုက်ကလေးကိုလည်းသိလိုက်တယ်သိတယ်ဆိုတဲ့ကစိတ်ကအဲ့ဒီမှာတည်ငြိမ်သွားလို့သိတာနော်တမာတိရှိလိုက်လို့သိတာပြတ်သွားတယ်ဆိုတော့သိလိုက်တယ်သိလိုက်တယ်ဆိုတာစိတ်ကအဲ့ဒီချိန်လေးမှာဒီအာယုံလေးပေါ်မှာငြိမ်လို့သိတာအဲ့လိုခဏိကတမာတိနဲ့သွားတာဝိပဿနာယာနိကလို့ခေါ်ကြတယ်ပေါ့နော်သမထကိုအရင်အထုတ်မယ်အထုတ်ပြီးတဲ့အခါမှာခဏိကသမာဓိမဟုတ်ဘူးစံနာကတ်သွားတဲ့ဥပ္ပစာရသမာဓိစံရသွားသည့်ထီအောင်တည်ငြိမ်သွားတဲ့အပ္ပနာသမာဓိဥပ္ပစာရသမာဓိအပ္ပနာသမာဓိနှစ်ခုရှိတယ်အိဥပ္ပစာအကြောင်းဥပ္ပစာဆိုတာအိနာအကြောင်းနာအရက်ကိုခေါ်တာအဲ့ဒါလိုပဲအပ္ပနာသမာဓိရဲ့အနည်းရောက်သွားတာကိုဥပ္ပစာရသမာဓိလို့ခေါ်တယ်အပ္ပနာဆိုတာသမာဓိကကိုထားခြင်းလို့ရှိရင်အပ္ပနာရဲ့အဓိပ္ပာယ်ကထိသွင်းထားတာကိုအာယုံပြုတဲ့အာယုံကလွယ်ရင်ကျန်တဲ့အာယုံကိုမသွားတော့ဘူးစိတ်ကကိုထားတဲ့အာယုံလေးပေါ်မှာစိတ်လေးဟာထည့်သွင်းထားလိုက်တယ်လို့ပဲအဲ့ဒီမှာတည်ငြိမ်သွားတာကိုအပ္ပနာသမာဓိလို့ခေါ်တယ်ဥပမာဆိုတော့ထွက်လေဝင်လေမှတ်တဲ့ဆိုရင်ထွက်လေဝင်လေဆိုတဲ့နာသီပြားမှာထိတဲ့လေကလွဲလို့ကျန်တယ်ဘာမှမသိတော့စိတ်ကလေးကအဲ့ဒီအာယုံနဲ့တွဲထားလိုက်တယ်လို့ဖြစ်သွားတွဲကတ်ထားတယ်လို့အဲ့လိုတွဲကတ်ထားတယ်လို့စိတ်နဲ့အာယုံဒီဓာန်စီနေတယ်လို့နှစ်ခုတွဲနေပြီဆိုလို့ရှိရင်ဒါအပ္ပနာသမာဓိလို့ခေါ်တယ်ပေါ့လွဲလိုက်ပြန်ဆွဲခေါ်လိုက်နဲ့အဲ့ဒါအပ္ပနာသမာဓိမဟုတ်လုံးဝမလွဲတော့ပဲနဲ့အဲ့ဒီအာယုန်နဲ့စိတ်နဲ့တွဲကတ်သွားလို့ရှိရင်အပ္ပနာသမာဓိအဲ့ဒီအနိနာပုခ္ခတိကရောက်သွားရင်ဥစ္စာရသမာဓိပြောတာဆံအဆင့်မရောက်ဘူးဆိုဥစ္စာရသမာဓိအဲ့ဒီအပ္ပနာသမာဓိဥစ္စာရသမာဓိသို့မဟုတ်ခုနပြောတဲ့ခဏိကသမာဓိရဲ့ဥပ္ပစာရသမာဓိရဲ့အပ္ပနာသမာဓိရဲ့ကမ္မထာအာယုန်ဒီပေါ်မှာစိတ်ကလေးဟာတည်ငြိမ်သွားတဲ့သမာဓိရလာပြီဆိုလို့ရှိရင်အဲ့ဒါကိုစိတ်တဝိသုဒ္ဓိလို့ခေါ်တယ်
ဘယ်ကနေစင်ကြယ်သွားတာတော့လို့ပြောရမယ်စိတ်ကဘယ်ကနေစင်ကြယ်သွားတာတော့စိတ်ရဲ့အညစ်အကြေးတွေကဘာတွေတုံးဆိုကိလေသာတွေပဲនិဝရဏတွေကစိတ်ရဲ့အညစ်အကြေးတွေပဲအာယုခံစားခြင်းနာမပေါ်တော့ဘူးစိတ်ပြတ်တာမုန်းတီတာမပေါ်တော့ဘူးဒေါသဖြစ်တာမပေါ်တော့ဘူးစိတ်တွေလွင့်ပြန်နေတာမရှိဘူးစိတ်ပူပန်နေတာမရှိတော့ဘူးစိတ်မဝင်စားလို့ငိုက်လာတာမရှိဘူးနော်ကိုလုံးနေတဲ့အလုပ်ပေါ်မှာတန်တရားဝင်ပြီးတော့ဟုတ်မဟုတ်ပါမလားတွေးတယ်မရှိဘူးအတွေးလည်းမရှိဘူးនិဝရဏ၅ပါးကိုဖယ်ရှားပလိုက်និဝရဏဆိုတဲ့အညစ်အကြေးတွေကင်းသွားလို့ရှိရင်ဒါစိတ်တဝိသုဒ္ဓိလို့ခေါ်တယ်နော်ကိလေသာတွေကင်းသွားတယ်ဆိုတော့အဲ့ဒီမှာအာယုဘောမှာကိလေသာကလည်းပြန်ပြီးတော့တွေ့တတ်တယ်တရားမှတ်လို့ကောင်းလိုက်တာထိုင်လို့ကောင်းလိုက်တာဆိုရင်အဲ့ဒီပေါ်မှာပြန်ပြီးသဘောကျနေပြန်နုညံ့နဲ့တဏှာပြန်ဝင်လာတယ်နော်လူတွေရဲ့စိတ်ဆန္ဒဆိုတာဒီအမှန်တမ်းခဲနေကြည့်လေလူတွေဟာတရားတွေအားလုံးဟာကြည့်ပေါ့ကိုပိုင်တဲ့ပစ္စည်းတစ်ခုဆိုပါတော့အဲ့ဒီကိုပိုင်တဲ့ပစ္စည်းကိုပိုင်တယ်လို့စိတ်ကသတ်မှတ်ထားလို့ရှိရင်အဲ့ဒီပစ္စည်းပေါ်မှာကြောင်းကြမှုတွေရှိတယ်နော်ကိုပိုင်တဲ့အရာပေါ်မှာကြောင်းကြမှုတွေအဲ့ဒီပစ္စည်းကိုဈေးကောင်းကောင်းနဲ့တပြားကိုရောင်းချလိုက်တဲ့အခါကျတော့အဲ့ဒီပစ္စည်းပေါ်မှာကြောင်းကြမှုမရှိတော့ပြန်ဘူးရလိုက်တဲ့ငွေထုတ်ပေါ်ကြောင်းကြမှုကရောက်သွားပြန်ပြောင်းသွားတာပြောတာလူတွေလည်းတူတူပဲပေါ့ပို့ပြီးတော့သိတာအောင်ပြောမှဆိုရင်လူချင်းခင်မင်လို့ပထမအိမ်တော်နဲ့ဆိုရင်အဲ့ဒီအိမ်တော်မှာသူကကြောင်းကြမှုတွေရှိတယ်။တာယောဇဉ်တွေဖြစ်နေတဲ့ဆိုရင်သူကြောင်းကြမှာတောကဖြစ်တယောက်နဲ့တယောက်ဆင်မသိလို့ကွဲလိုက်ကြပြီဆိုတဲ့အခါနောက်အိမ်တော်ထူတယ်ဆိုတော့တာယောဇဉ်ကနောက်အိမ်တော်ပေါ်ရောက်သွားပြန်အရင်အိမ်တော်ပေါ်မှာပြတ်သွားပြန်ဒီလိုဖြစ်တတ်တာအဲ့တော့ဒီတရားထုတ်တဲ့အခါမှာလည်းပဲကာမဂုဏ်အာယုံဆိုတဲ့အာယုံတွေပေါ်မှာတွေ့တာမှုမရှိတော့လည်းပဲဘာပေါ်လားတွေ့တတ်တော့ဆိုငြိမ်းချမ်းလိုက်တာထိုင်လို့ကောင်းလိုက်တာမှတ်လို့ကောင်းလိုက်တာအပေါ်မှာလားတွေ့ပြန်နော်ထိုင်မကောင်းဘူးဆိုလို့ရှိရင်လည်းထိုင်လို့ကိုမကောင်းဘူးဆိုပြီးဒေါသဖြစ်ပြန်အဲ့ဒါလို့သိမ်မွေးတဲ့လောဘဒေါသတွေကပြန်လာပြန်တာပဲသူတို့မဟုတ်တယ်လို့သူ့ကိုဖယ်ထုတ်လိုက်လို့ရှိရင်သူကသိမ်မွေးတဲ့လောဘဒေါသတွေပြန်လာပြန်ကိလေသာပြန်ဝင်လာပြန်တာအဲ့ဒါတွေကိုရှင်းထုတ်နိုင်ဖို့လိုအပ်တယ်လို့ဆိုတာဒါမှမဟုတ်နိဗ္ဗာန်ရောက်ဖို့ခက်တယ်ဆိုတာလမ်းမှာအနှောက်အယှက်တွေကအမှန်တမ်းများတယ်နှောက်အယှက်တွေအမှန်တမ်းများတယ်လူစိတ်ဆိုတာအမှန်တမ်းခဲနေပေါ့နိဗ္ဗာန်သွားပြီဆိုရင်လမ်းကြောင်းကတန်ရှင်းတာမဟုတ်ဘူးလမ်းမှာမာနရဲ့ဓာတ်ကြီး10ဓာတ်ရှိတယ်ဆိုတာမြတ်စွာဘုရားအလောင်းကသူတရားထုတ်စဉ်ခါတော့ကသူ့ရင်ထဲနှလုံးထဲမှာသူ့ကောင်းထဲမှာပေါ်လာတဲ့အတိုင်းမာနရဲ့စစ်ဓာတ်10ဓာတ်ဆိုပြီးတော့စစ်စခန်း10ခုဖြတ်ကျော်အောင်တိုက်ပွဲ10ခုဖြတ်ကျော်နိုင်မှဒီအောင်ပွဲဆိုတာရနိုင်တခုနိုင်လိုက်နောက်တစ်ခုလာပြန်ဒီစခန်းတစ်ခုကိုနိုင်လိုက်နောက်စခန်းနဲ့ကြုံပြန်နောက်စခန်းနိုင်လိုက်ပြန်နောက်စခန်းတစ်ခုကြုံမှာအဲ့ဒါကိုဖះလောင်းကမန္တကြီးကိုပြောတဲ့တိုက်ပွဲ10ဆင့်တိုက်ပွဲ10ပွဲနဲ့ပတ်သက်ပြီးပြောထားတာရှိတယ်ကာမတိပထမသေနာလူကျင်တဲ့နှစ်သက်တဲ့တွေ့တာစရာအာယုန်တွေကိုတတ်မဲ့တဲ့တဏှာကာမတဏှာရာဂလူကျင်စရာအာယုန်ဒီပေါ်မှာလူချင်းနေတဲ့တွေ့တာမှုဟာပထမအဆင့်တိုက်ရမယ်တိုက်ပွဲပဲဖြစ်တယ်နော်
ကာမဂုဏ်အာယုံကိုထွက်ခွာဖို့ဆိုတာမတမခဲနဲ့ဒီအဆင့်နဲ့ပဲကြာဆုံးနေကြလောကလူတွေကဒီအဆင့်နဲ့ပဲကြာသွားရှင်းမတက်နိုင်ဘူးနောက်ထပ်တိုက်ရမှာတွေအများကြီးကြံသေးတယ်ကာမတိပထမသေနာကာမဂုဏ်အာယုန်တွေကိုတွေ့တာတဲ့စိတ်မှတွေပဲပြပြဝတ်သွားကြတယ်မယုံမထွက်နိုင်ဘူးဒီထဲမှာပဲမြုပ်သွားကြအဲ့ဒါကိုနိုင်လိုက်လို့တိုက်လိုက်ပြီးစွန့်လွတ်လိုက်နိုင်ပြီဆိုရင်ဘာနဲ့တွေ့တော့ဆိုဒုတိယအရတိဩစတိမပြောပြန်မှုအဲ့ကြတော့ကမ္မထမ်းကြောင်းတို့တောရကြောင်းတို့ဘုန်းကြီးဘဝတို့ပြောတော့ဘူးအဲ့ဒါဒုတိယစစ်မျက်နှာပဲပထမစစ်မျက်နှာတော့နိုင်လိုက်ပြီပဲဒုတိယစစ်မျက်နှာမှာကြာရှုံးသွားပြန်ရောလူထွက်ကြပြန်တော့ဘုကမ္မထမ်းကြောင်းမှာမပြောလို့အိမ်ပြန်ညရောရှိတာနေအိမ်ပြန်သွားဒုတိယအရတိဩစတိပျော်လဲပျော်ပါတယ်ဆိုပြီးတော့ဒီတိုက်ပွဲလဲနိုင်လိုက်ပြန်ပြီဆိုတတ္တိယခုတ်ပိပါဒတွေဘိုက်စားတယ်နေနိုင်ဘူးရှေ့တာတစ်ချိန်ပဲကြွေးတာငါချိန်ချိန်စားမှဖြစ်မှာညနေလေဥစားတယ်ဆိုဘိုက်စားတယ်ဆိုတာလာပြန်တာခုတ်ပိပါဒခုတ်ပိပါဒခုဒပိပါဒခုဒကထမင်းစားတာပိပါဒရေငတ်တာလူမှာနှစ်ခုရှိတယ်အာသာနှစ်ခုရှိတယ်အဲ့ဒါကိုဟန်ဂါနဲ့သစတိပေါ့နော်သစတဲ့ဟန်ဂါနှစ်ခုရှိတယ်ထမင်းစားတာရှေးစားတာရှေးတောက်ချင်တာအဲ့ဒါကိုပါဠိလိုကခုတ်တာဆိုတာဟန်ဂါကိုပြောတာပိပဒဆိုတာသစကိုပြောတာပါဠိမှာလည်းနှစ်ခုရှိတယ်စကားလုံးနှစ်ခုရှိတယ်လွဲပါတယ်ပါဠိလည်းမှတ်လို့ရှိရင်ဘာလို့အင်္ဂလိပ်စကားတော့မှတ်နိုင်မှာတော့ပါဠိလည်းမှတ်နိုင်မှာပေါ့နော်ခုတ်ပိပါဒခုတ်ပိပါဒခုဒပိပါဒတော့ဓာရွေးလေးကိုမြုပ်လိုက်ပြီးခုတ်ပိပါဒစကားလုံးကိုကျင့်ပလိုက်တတ္တိယခုတ်ပိပါဒတေစတုဋ္ဌိတန္တိဝုစတိဆာလောင်နာတွေသိခနိုင်မြင်တဲ့အခါကျတော့ပြင်းရတာတစ်ခါဝင်လာပြန်ခုနအရတိကဒီလုံးပေါ်မှာစိတ်ပြက်လာတန်တိကတော့လှုပ်ချင်နဲ့ပြင်းလာစရုဋ္ဌိတန်တိဩစတိပိစမန်ထိနမိတ်တတိပြင်းတယ်ဆိုတာဘာလို့ဆိုစိတ်ကမလန်းဆန်းတော့အိတ်ချင်တာပေါ့နော်တန်တိဆိုတာအိတ်ချင်လာလူကမသွက်လက်ဘူးစိတ်မလန်းဆန်းဘူးတန်တိခုနအရတိကမပြောတာနဲ့ပြင်းတာတူလို့လဲထင်ကောင်းထင်ကြလိမ့်မယ်မတူဘူးနော်အရတိဆိုတာပျော်ရွှင်မှုမရသေးတာတန်တိကြတော့ခုနကစိတ်ကမဝင်စားတော့တာစိတ်မဝင်စားတော့တာအဲ့ကြတော့အဲ့ဒီမှာလဲကြာဆုံးသွားနိုင်တယ်ပိစမန်ထိနမိဋ္ဌာတိငါးခုမြောက်စစ်စခန်းကြတော့ထိနမိဋ္ဌာနဲ့သွားတူတာအဲ့ကြတော့ကမ္မထာမထိုင်လိုက်နဲ့အိပ်ပြီးကမ္မထာမထိုင်လိုက်နဲ့စိတ်ကကမ္မထာနှလုံးသွင်းလိုက်တာနဲ့ငိုက်သွားပြီကမ္မထာနှလုံးသွင်းတဲ့နဲ့နောက်ကြတော့အကျင့်ကြီးပါသွားပြီတော့ထိုင်ရဲ့အိတ်ကုန်အဲ့ဒါပိစမတ်တက်မှာပဲကြာဆုံးသွားကြပြန်အဲ့တော့နိဗ္ဗာန်ရောက်ဖို့ဆိုတာဘယ်လောက်ခဲရင်တယ်လဲနော်နိဗ္ဗာန်ရောက်ဖို့သတ္ထဗေရုဝစတိတယ်6ခုမြောက်တက်ကြတော့ကြောက်တယ်တယောက်တည်းမနေရဘူးလန့်တယ်အဖော်ရှားလာမှန်တော့ပြင်းတာပါလာတော့ပေါ့နော်တယောက်တည်းမနေရဘူးအဲ့ဒါလို့မနရဲ့တတ်တည်နောက်ဆုံးကြတော့ဘယ်ထိအောင်သွားတာတုံးဆိုလာဘောသက်ကတော့လာဘသက်ကတော့တိလောကောအိဆာလတ္တောစပိဿလတ္တောစရောရတောနောက်ပိုင်းမှာသူကတရားထုတ်ရင်အနေပြီးတော့လူတွေကထင်ကြီးလာလို့
လူတွေကဝိုင်းလာလို့ရှိရင်အဲ့ဒါကိုကျေနပ်တဲ့ဟာပေါ်လာပြန်နော်နာမည်ကြီးကျင်လာတယ်နောက်ဆုံးကျတော့ဒီပေါ်မှာကျေနပ်လာတယ်ဆွာမျိုးတွေဖြစ်လာနောက်တစ်ခါအတုကန္တနာပရဝံပနာတဲ့ကိုချီးမွမ်းပြီးတော့သူများတွေကျတော့ငါလို့မနေနိုင်ပါဘူးလို့ဆိုပြီးတော့သူများကိုထင်သေးတဲ့စိတ်နဲ့ကြည်လာတယ်ကိုထင်ကြီးတဲ့စိတ်တွေနဲ့ဆင်ကြီးတဲ့စိတ်တွေမွေးလာတယ်လက်လက်ပါးတွေပေါ်မှာตายရလာတယ်ဆိုတယ်နောက်ဆုံးမှအဲ့လိုနဲ့ပဲနိဗ္ဗာန်မရောက်ဘဲနဲ့ကြားမှာတယ်ပဲကြာရှုံးသွားတယ်နော်ကြာရှုံးသွားတယ်မြတ်စွာဘုရားဟောထားတဲ့ပဌာနာသုတ်ဆိုတာရှိတယ်တရားထုတ်တုန်းကဒုက္ခရစရိယကျင့်တဲ့ချိန်တုန်းကမြတ်စွာဘုရားဟောထားတယ်အဲ့တော့နိဗ္ဗာန်ရောက်ဖို့ဆိုတာအလုံးကိုခဲပါတယ်လို့သူဆိုတာဒီဖြတ်ကျော်နေတဲ့အချိန်မှာပဲအခက်ခဲမျိုးစုံတွေ့ရတယ်သီလနဲ့ကာယကံဝစီကံကိုထိမ့်သိမ့်လိုက်လို့သီလဝိသုဒ္ဓိရလာပြီဟုတ်ပြီတမာရိရအောင်ကြကြကြုတ်ကိုအထုတ်လိုက်လို့အထိုင်လျောက်တမာရိတွေရလာပြီစိတ်တွေဟာစင်ကြယ်မှုရလာပြီစိတ်တဝိသုဒ္ဓိဖြစ်သွားတယ်အဲ့ဒီဒါပညာမရောက်သေးဘူးဝိပဿနာစခန်းကိုမတက်နိုင်သေးဘူးပညာရဲ့အထောက်အကူတွေပဲလုပ်နေရတော့မယ်ဒီမှာတွေပဲကြာရှုံးသွားကြတယ်ရှေ့မတိုးနိုင်လို့ဒီမှာရင်ကြာရှုံးသွားအဲ့ဒါကိုအနိုင်တိုင်းလိုက်ပြီခုနမနရဲ့တပ်စခန်း10ခုဖြိုချပြီးတော့ရှေ့တိုးသွားနိုင်ပြီဆိုတဲ့အခါကျတော့နောက်သွားရမယ့်စခန်းတွေကတစ်ခါလာပြန်တာပဲနော်အဲ့တော့တမာရိရသွားပြီဆိုလို့ရှိရင်တမာရိရဲ့အကျိုးကျေးဇူးကဘာတော့တမာရိဆိုတာဘယ်လိုဟာခေါ်ရတော့လို့ဆိုရင်တမာတိဆိုတဲ့အဓိပ္ပာယ်ကတန်အာတိသို့မဟုတ်တမ္မာအာတိတန်အာတိကနေတမာတိစိတ်ကိုအာယုတစ်ခုထဲမှာငြိမ်ဝအောင်ထားနိုင်တာတမာတိလို့ခေါ်တယ်အာယုတစ်ခုထဲမှာစိတ်ကိုငြိမ်ဝအောင်ထားနိုင်တာစိတ်ဟာဟိုအာယုမဲ့သွားလိုက်ဒီအာယုနဲ့သွားလိုက်ဟိုကူးလိုက်ဒီကူးလိုက်မလွတ်အောင်စိတ်ကိုအာယုတစ်ခုထဲကိုထိန်းထားနိုင်တာကိုတမာတိလို့ခေါ်တယ်အဲ့ဒီတမာတိသည်အဝိခေပလက္ခဏာဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်ဟိုအာယုမောခုံကူးလိုက်ဒီအာယုမောခုံကူးလိုက်မရှိတော့အဝိခေပအာယုတစ်ခုထဲပေါ်မှာငြိမ်ဝသွားတယ်လူစိတ်ဟာမြောင်းနဲ့သိတူတယ်မြောင်းဟာတစ်ပင်မောနေရင်အငြိမ်ကုန်မရှိဘူးဟိုတစ်ကိုင်းလှမ်းဆွဲလိုက်ဒီတစ်ကိုင်းလွတ်လိုက်ဟိုတစ်ခန်းဆွဲလိုက်ဟိုခုံလိုက်ဒီခုံလိုက်မြောင်းဆိုတဲ့ကောင်အငြိမ်မနေသလိုပဲစိတ်ဆိုတာလည်းမြောင်းနဲ့အမတန်မှတူတယ်ဟိုအာယုလှမ်းဆွဲလိုက်ဒီအာယုလှမ်းဆွဲလိုက်နဲ့နော်မျက်စိကမြင်တဲ့အာယုလည်းလှမ်းဆွဲလိုက်တာနားကအသံကြားလည်းလှမ်းဆွဲလိုက်တာနှာခေါင်းကအနံ့ရရင်လည်းလှမ်းဆွဲလိုက်တာစိတ်ထဲမှာတွေးပြီးရင်လည်းလှမ်းဆွဲလိုက်ပြန်တာပဲအဲ့တော့အာယုမျိုးမျိုးပေါ်မှာဟိုလှမ်းဆွဲလိုက်ဒီလှမ်းဆွဲလိုက်မြောင်းတဲ့အလားသဏ္ဍာန်တူတဲ့စိတ်ကိုငြိမ်သွားအောင်တမာတိနဲ့ငြိမ်ဝပြပြောင်းအောင်လုပ်ရမှာဖြစ်တယ်ပေါ့အဲ့လိုငြိမ်သွားအောင်လုပ်နေတာတမာတိဝိခေပဝိတ္တန္တနာရတောတမာတိဆိုတာဟိုအယုံရောက်လိုက်ဒီအယုံရောက်လိုက်ဆိုတဲ့အခြေအနေကိုဖယ်ရှားပြစ်နိုင်တယ်ဥဒိစ္စကိုဖယ်ရှားပြစ်နိုင်ဥဒိစ္စဆိုတာပြဘုံထဲမှာကဲလေးချလိုက်လို့ရှိရင်ပြမုံလေးတွေလွင့်တက်လာအဲ့ဒါလိုပဲဥဒိစ္စဖြစ်တဲ့ဆိုရင်စိတ်ဟာအာယုန်ဒီပေါ်မှာလွင့်တက်သွားတယ်လွင့်ပြန်နေတယ်ထိန်းလို့မရအာယုန်တစ်ခုတည်းမှမဟုတ်ဘူးဟိုရောက်လိုက်ဒီရောက်လိုက်ဖြစ်နေတယ်အဝိကမ္ပနာပစ္စုပ္ပတ္ထာနာစိတ်လေးဟာအာယုန်ထဲမှာငြိမ်နေတာလှုပ်ရှားမှုမရှိတဲ့သဘောတမာတိဆိုတာစိတ်ကလေးဟာအာယုန်ထဲမှာငြိမ်သွားတာဒုက္ခပဋ္ဌာနောတဲ့စိတ်ချမ်းသာမှုရှိပြီဆိုရင်တမာတိကဖြစ်နိုင်တယ်ပေါ့
ဒုက္ခရှိမှသမာဓိဖြစ်နိုင်တယ်အဲ့တော့ဒါသမာဓိတရားအဲ့ဒီသမာဓိတရားရလာပြီဆိုရင်ဘာဖြစ်လဲစိတ်တဝိသုဒ္ဓိစိတ်စင်ကြယ်မှုရတယ်လို့ဆိုတယ်စိတ်စင်ကြယ်မှုရလာအဲ့ဒီစိတ်တဝိသုဒ္ဓိဖြစ်လာလို့ရှိရင်ပညာကိုဘယ်လိုထောက်ကူဖြစ်တာတော့ဆိုသမာဓိဘိက္ခဝေဘာဝေထသမာဟိတောယထာဘုဒ္ဓံပါသနာတိပတ္တိမြတ်စွာဘုရားကသမာဓိဟာဘာအတွက်လဲဆိုရင်ပညာအတွက်ပဲအဓိကနိဗ္ဗာန်ကိုပညာနဲ့မှရှောင်းနိုင်တာဖြစ်လို့ပညာစခန်းကိုသွားရမှာသူ့သွားဖို့အတွက်သီလမပါပဲလည်းမရဘူးသမာဓိမပါပဲလည်းမရဘူးဒါကြောင့်မို့သီလနဲ့အရင်လောက်ရမယ်ပြီးရင်သမာဓိလောက်အောင်သီလကလည်းပဲသီလရှိလို့ရှိရင်သမာဓိဖြစ်တယ်သမာဓိဖြစ်လာလို့ရှိရင်သမာဟိတောယထာဘုဒ္ဓံသာနာတိပတ္တိစိတ်ကလေးတည်ငြိမ်လာတဲ့ပုဂ္ဂိုလ်ဟာဘယ်အာယုံကိုအာယုံပြုလိုက်အဲ့ဒီအာယုံရဲ့သဘာဝကိုယထာဘုဒ္ဓကြာနာအောင်သိတယ်မြင်တယ်သိတယ်မြင်တယ်ဆိုတော့ဉာဏ်ပဲအဲ့တော့သမာဓိဖြစ်ရင်ဉာဏ်ဖြစ်တယ်လို့သူပြောတာဒီနေရာမှာဒီတိရိလင်္ကာမှာနေတော့ကကိုရီးယားဘုန်းကြီးတစ်ပါးကမေးခွန်းထုတ်ဖူးတယ်ဒါပြီးတော့မေးဘူးတယ်ဝိပဿနာယာနိကအာထုတ်နေတဲ့ပုဂ္ဂိုလ်တွေဆိုတော့မဟာစီဆရာတော်ကြီးတို့ပြတဲ့ဝိပဿနာနည်းဝိပဿနာယာနိကသမာဓိလုံးဝမပါတာမဟုတ်ဘူးခဏိကသမာဓိနဲ့ဝိပဿနာစခန်းကိုသွားတယ်အဲ့တော့တချို့ကအဲ့ဒါကိုလက်မခံနိုင်ဘူးမဖြစ်နိုင်ဘူးလို့ဘာကြောင့်မဖြစ်နိုင်ဘူးလို့ပြောတော့ဆိုအခုပြောတဲ့ပါဠိတော်ကိုကြည့်တာသူတို့သမာဓိဘိက္ခွေဘာဝေထယဟန်တို့သမာဓိကိုတိုးပွားအောင်ကြိုးစားကြသမာဟိတောယထာဘုဒ္ဓံဇာနာတိပတ္တိသမာဓိရှိတဲ့ပုဂ္ဂိုလ်မှာသိနိုင်မြင်နိုင်တယ်ပညာဖြစ်တယ်လို့မြတ်စွာဘုရားဟောထားတာရှိတယ်အမှန်ကန်ကိုသိနိုင်မြင်နိုင်တယ်အဲ့တော့အဲ့လိုမေးတော့ဒီပါဠိကလည်းဟုတ်တယ်သမာဓိရှိမှပညာဖြစ်တယ်ဆိုတာလည်းဟုတ်တယ်ဝိပဿနာတက်ကနေပြီးတော့သမထမချင့်မဲနဲ့ဝိပဿနာတိုက်ရိုက်ကနေပြီးတော့ဝိပဿနာညာရအောင်အထုတ်လို့လည်းရတယ်ဆိုတာဟုတ်တယ်နားလည်အောင်ဘယ်လိုရှင်းပြရအောင်ဆိုသမာဓိနှစ်ခုရှိတယ်လို့မှားရမယ်သမထသမာဓိကတစ်မျိုးဝိပဿနာသမာဓိကတစ်မျိုးသမထသမာဓိသည်ပညာကိုအာရုံပြုတယ်ဝိပဿနာသမာဓိသည်ပရမတ္ထကိုအာရုံပြုတယ်အဲ့တော့အာယုန်နဲ့ခွဲလိုက်လို့ရှိရင်သမာဓိလို့ဆိုတော်လဲပဲသမထသမာဓိဝိပဿနာသမာဓိအခုမြတ်စွာဘုရားကသမာဓိဘိက္ခွေဘာဝေထသမာဟိတောယထာဘုဒ္ဓံပသနာတိဆိုတဲ့နေရာမှာဥစ္စာရသမာဓိအပ္ပနသမာဓိလည်းယူလို့ရတယ်ခဏိကသမာဓိလည်းယူလို့ရတယ်အထိုင်းလျောက်တည်ကျိန်လို့ရှိရင်ဝိပဿနာသမာဓိလို့ဆိုတဲ့ပရမတ္ထတရားအာယုံပေါ်မှာတည်ရှိတဲ့ခဏိကသမာဓိရှိရင်လည်းယထာဘုဒ္ဓံသာနာတိပတ္တိအမှန်ကန်ကိုသိနိုင်တယ်မြင်နိုင်တယ်တကယ်ကတော့သမထသမာဓိရဲ့အားကိုသာယူတာအာယုံအောင်ပြောင်းရတယ်သမထသမာဓိသည်ပညာကိုအာယုံပြုပြီးတော့စိတ်တည်ငြိမ်တာဖြစ်တယ်ဝိပဿနာသမာဓိသည်ပရမတ်ပေါ်မှာစိတ်တည်ငြိမ်တာဖြစ်တယ်အဲ့တော့ဒီသဘောတရားနှစ်ခုရှိသည့်အတွက်ကြောင့်ဒီဝိပဿနာတရားတက်အထုတ်လို့လည်းရတယ်သမထအထုတ်ပြီးတော့မှလည်းဝိပဿနာတရားအထုတ်တတ်လည်းရှိတယ်မြတ်စွာဘုရားပွင့်တော့ကမြတ်စွာဘုရားသာသနာစတင်တော့ကအားလုံးရှေ့ပိုင်းဟာသမထကိုအရင်အထုတ်ပြီးတော့မဟာဝိပဿနာကူးကြတာနော်သမထအာယုထုတ်ရင်ကနေဝိပဿနာဉာဏ်ကူးသွားကြတာနောက်ပိုင်းရောက်လာတဲ့အခါကျတော့အပ္ပနာသမာဓိထိအောင်မသွားတော့ပဲနဲ့
ခဏိကသမာဓိနဲ့ယဟန္တာတွေဖြစ်လာကြတယ်ပညာဝိမု ക്ത ပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်တွေကြတော့ရှေ့ပိုင်းကသွားတဲ့ပုဂ္ဂိုလ်တွေကဇံရတယ်ဇံနေဘိညာဉ်တွေရတယ်မြတ်စွာဘုရားကိုယ်တိုင်သိပြင်လင်းသမထနဲ့သွားတာအာနာပါနနဲ့အာထုတ်လိုက်တဲ့အခါမြတ်စွာဘုရားစရုဒ္ဓဇံထီအောင်ရတယ်နော်အာနာဘုရားဖြစ်တဲ့ကမ္မထာဘာကမ္မထာလုံးလို့မေးရင်အာနာပါနသတိကမ္မထာဘုရားလုံးဟာအာနာပါနသတိကမ္မထာကိုအာထုတ်တာပထမဇံဒုတိယဇံတတိယဇံဇံ၄ပါးစနစ်နဲ့ဆိုစရုဒ္ဓဇံဆိုတဲ့ရူပဝဇ္ဇရဇံ၄ခုထိတ်ကိုရတယ်အဲ့ဒီစရုဒ္ဓဇံရောက်ပြီးတော့မှဝိပဿနာကိုပြောင်းဝိပဿနာကိုကူလိုက်တာဒါရှေ့ပိုင်းမှာအထုတ်တာတွေမှန်သမျှတော်တော်များများရှင်စုလဘန်တို့လည်းပဲစရုဒ္ဓဇံရအောင်လုပ်ပြီးတော့မှဝိပဿနာပွားတာလေရှင်စုလဘန်ဝတ္ထုကိုအလုံးကြားဘူးနေကြတာကိုပြောပြမယ်ဆိုရင်ရှင်စုလဘန်ဟာကိုကျွေးပါလို့အလွန်ဉာဏ်လေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါပေမဲ့လို့မြတ်စွာဘုရားရဲ့ဒီနိစနစ်ကိုအမိပြုပြီးတော့သူဟာဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ဘယ်လိုနိစနစ်တုံးဆိုမြတ်စွာဘုရားကဖြူဖွေးနေတဲ့ဘဝပိုင်းလေးလက်ကင်ဘဝလေးဆိုအားဆိုဖြူဖွေးနေတဲ့ဘဝလေးကိုသူပေးပြီးတော့အဲ့ဒါလေးကိုပို့ပြီးတော့ရဇောဟရဏဆိုတဲ့ဘဝလေးကိုအာယုပြုပြီးဘဝလေးဆိုတာကိုချိခိုင်းတယ်အဲ့ဒါဘာလို့ထားတော့ဆိုဩရဒကတိုင်းဘဝရဲ့အဖြူလေးပေါ်မှာအာယုစိုက်ပြီးတော့ဘဝလေးပေါ်မှာတမာရီထူထောင်ခိုင်းတာနော်အဲ့ဒါဩရဒကတိုင်းလို့ခေါ်တယ်စိတ်ဝင်စားရင်လည်းကိုယ့်အကူဘဝလေးအဖြူလေးကြည့်ပြီးတော့ဩရဒကတိုင်းဘဝကြည့်ပေါ့ရှင်စုလဘန်ဟာဘာကြောင့်မြတ်စွာဘုရားကအဲ့ဒီဩရဒကတိုင်းနဲ့ဆက်ပေးရတော့ဆိုသူအတိတ်ဘဝတွေတုန်းကဩရဒကတိုင်းကိုလေ့ကျင့်ခဲ့တယ်အဲ့ဒါလည်းပါတယ်အဲ့ဒါလေးနဲ့ဝိပဿနာခူးတဲ့အခါမှာလည်းပဲအတိတ်ဘဝနဲ့ဆက်ဆက်တယ်များသောအားဖြင့်စာရီထဲမှာရှင်စုလဘန်ကိုဘဝပိုင်းလေးပေးတာဟာဘာအတွက်တုံးလို့ဆိုရင်သူဘဝတစ်ခုမှာနှစ်ဖူးကချွေးတွက်လို့ဘဝလေးနဲ့တုပ်လိုက်တဲ့အခါဘဝလေးမဲသွားတာကိုကြည့်ပြီးတဝေကဖြစ်ဖူးတယ်ဆိုတာလည်းပဲဆက်ဆက်ကြတယ်အဲ့လိုအကြည့်မဟုတ်သေးဘူးဒီဘဝဖြူလေးပေးလိုက်ခြင်းအပြင်သူဟာဒီဘဝဖြူလေးပေါ်မှာကတိုင်းသမထကျင့်စဉ်တစ်ခုကျင့်လိုက်လို့စရုဒ္ဓဇံထီအောင်ရောက်သွားပြီစရုဒ္ဓဇံကြောင့်ရောက်သွားပြီဆိုတော့မှခုနဒီဘဝလေးရဲ့ညှဉ်းနှွမ်းသွားမှုဒီဘဝလေးကအစစ်မဟုတ်ဘူးတကူနဲ့ create လုပ်ထားတဲ့ဟာနော်မြတ်စွာဘုရားရဲ့အစွမ်းတကူနဲ့ဖန်ဆင်းထားတဲ့ဟာလေးဘဝအစစ်မဟုတ်ဖန်ဆင်းထားပြီးတော့ပေးလိုက်တာအဲ့တော့မြတ်စွာဘုရားဖြူဆိုဖြူလို့ရတယ်မဲဆိုမဲလို့ရလေအစစ်မှမဟုတ်တာအဲ့ဒါလေးအာယုပြုရင်ကနေသူကဒီအဖြူအာယုလေးပေါ်မှာစံစိတ်တွေရပြီးတော့စရုဒ္ဓဇံစီအောင်ရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာမြတ်စွာဘုရားအဲ့ဒီဘဝလေးကိုညှိအောင်ဖန်တီးလိုက်တော့ဘဝလေးစရုဒ္ဓဇံကထပြီးတော့ချိလိုက်တဲ့ကဘဝလေးကညစ်ပေနေတာတွေ့တယ်အဲ့ဒီကြတော့အတိတ်ဘဝတုန်းကဘယင်ဖြစ်ခဲ့တုန်းကနှစ်ဖူးကချွေးကိုဘဝနဲ့တုတ်ခဲ့တာလားဆက်မိသွားတယ်အဲ့လိုဆက်မိုံနဲ့ရလာလို့ဆိုမရသေးဘူးသူကဘလို့တွေးတာတော့ဆိုငါခန္ဓာကိုယ်ကြီးကိုကြောင်းပြုပြီးတော့ဒီဘဝလေးကညှဉ်းနှွမ်းသွားတယ်သူစဉ်းစားတာကဗဟိတအပြင်မှာရှိတဲ့ခန္ဓာကိုယ်ကကြီးအညော်တွေကိုကြည့်ပြီးတော့ညစ်ကြေးတယ်လို့ဒီလိုပြောတာမြတ်စွာဘုရားကအဲ့ဒါကိုသူ့ရဲ့အတွေးကိုပြောင်းပေးလိုက်တယ်မင်းအဲ့ဒီနှစ်ဖူးကချွေးကိုသာအညစ်ကြေးလို့မအောင်မေးလေနဲ့မင်းရင်ထဲမှာရာဂတွေရှိတယ်ဒေါသတွေရှိတယ်မောဟတွေရှိတယ်အဲ့ဒါကမှအညစ်ကြေးအစစ်အဲ့ဒါပဲနဲ့အောင်ကြိုးစားဆိုလှည့်ပေးလိုက်တာအစ္ဆဒကိုလှည့်ပေးလိုက်တာအဲ့ဒီအကွက်ကအဓိကပဲနော်
သို့တော့ပြင်မဲ့ခန္ဓာကိုဗဟိတရဲ့အညစ်အကြေးတွေကိုအရင်မြင်ပြီးတော့တန်ဝေကစိတ်ဖြစ်နေတဲ့အချိန်လေးမှာမြတ်စွာဘုရားကအဲ့ဒီအပြင်အညစ်အကြေးဟာအညစ်အကြေးလို့တော့မခေါ်နိုင်ပါဘူးနော်စိတ်ထဲကဒါကမှတကယ်အညစ်အကြေးပါဒေါသကမှတကယ်အညစ်အကြေးပါမောဟတွေကမှတကယ်အညစ်အကြေးပါအဲ့ဒီအညစ်အကြေးတွေပယ်နိုင်အောင်မင်းကြိုးစားပါလို့မြတ်စွာဘုရားတရားလမ်းဟောပေးလိုက်တာလေလမ်းဖြောင်းပေးလိုက်တာအဲ့တော့ခုနသရုတ်ထဇံကထပြီးတော့ဝိပဿနာဉာဏ်ရဲ့ရှေ့ပြေးညင်းငွေမှုလေးဖြစ်တဲ့အချိန်မှာပစ္စတဖြစ်တဲ့တကယ်ပြစ်မှတ်ဖြစ်တဲ့ရာဂဒေါသမောဟဆိုတဲ့အညစ်အကြေးတွေကိုဖယ်ရမှာဆိုသူသဘောပေါက်သွားပြီအဲ့ဒီအနေဝိပဿနာဉာဏ်ဆင်းဆင်းတက်ပြီးတော့ယဟနာဖြစ်သွားတာနော်ရှင်းနေရရင်အဲ့တော့ယဟနာဖြစ်ပုံကအဲ့ဒါလိုဖြစ်တယ်အဲ့လမအပြင်တော့ဘဝလေးပြေးလိုက်တာနဲ့ယဟနာဖြစ်သွားတာဒီလိုမဟုတ်ဘူးနော်ဖြတ်ကျော်ရတယ်စမ်းကြည့်ပေါ့ကိုလည်းအတိတ်ဘဝပါလာရင်ဖြစ်ကောင်းဖြစ်မှာပေါ့ဘဝလေးနဲ့စမ်းကြည့်လိုက်ပေါ့အဲ့လိုဩရဒကတိုင်းအထုတ်ပြီးတော့ဖြတ်ကျော်လိုက်တာအဲ့ဒီကနေပြီးတော့သရုတ်ထဇံရတယ်သရုတ်ထဇံကနေပြီးတော့ဝိပဿနာကူးလိုက်တယ်မြတ်စွာဘုရားလည်းပဲအာနာပါနာတော့သရုတ်ထဇံရတယ်သရုတ်ထဇံရပြီးတော့မှဝိပဿနာကူးတာပဲမြတ်စွာဘုရားဘယ်လိုကူးတယ်ဆိုတာတော့ဖရာတရားအထုတ်ပုံနဲ့မှတော့သိချမသိရဘူးပေါ့သို့တော့ကုဘုံကုနိယဘာတော့ဆိုလို့ရှိရင်သရုတ်ထဇံမှာရှိတဲ့ဇန်စိတ်တွေသရုတ်ထဇံစိတ်စေတသိက်တွေကိုဝိပဿနာရှုတယ်ဇန်ထဲမှာပါတဲ့ဇန်အင်္ဂဇန်တရားတွေကိုဝိပဿနာရှုလိုက်တာပြောင်းပြီးတော့ဝိပဿနာရှုလိုက်တာအဲ့လိုဝိပဿနာရှုရင်ကနေပြီးတော့တရားအလုံးကိုဂုံသိပြီးနောက်ဆုံးမှာမြတ်စွာဘုရားသောတပတိမေတဂရမေနာဂမိမေရတမေရတဖို့ဆိုမဲ့ဖို့၄ဆင့်ဆက်တိုက်ဖြစ်ပြီးတော့တခါလည်းဖြစ်တယ်ဘုရားတန်းဖြစ်တာမဟုတ်ဘူးနော်ပရမသောတပန်ပြီးတော့မှတဂရကဒါဒါပေမဲ့တဆိုင်နဲ့ဖြစ်သွားတယ်တခဏလေးအတွင်းမှာဖြတ်ဆိုပြီးတော့သွားတာ၄ဆင့်တချို့ကတော့အဲ့ဒါကိုအယူဆမှားတာရှိတယ်မြတ်စွာဘုရားဟာယဟနာဖြစ်တာဘုရားဖြစ်သွားတာဟာသောတပန်သဂရကအနာဂတ်မဖြစ်ဖက်နဲ့ကြော်ပြီးတော့ဘုရားဖြစ်သွားတယ်လို့တကယ်လည်းပြောရတဲ့ပုဂ္ဂိုလ်ရှိတယ်နော်အဲ့ဒါသတိထားဒါမဟုတ်ဘူးဒါမမှန်ဘူးအဲ့လိုမဖြစ်လို့မရဘူးအဆင့်ကျော်လို့မရဘူးဒီတရားမှာနော်ဆင့်ကျော်တာမဟုတ်ဘူးတချို့ကသောတပန်မဖြစ်ဘဲနဲ့တဂရကံကြော့ဖြစ်လို့ရတာတွေအနာဂံကြော့ဖြစ်လို့ရတယ်လို့စိတ်ထဲမှာထင်ကြတယ်အတွေ့လွဲမှားတဲ့အသည့်တွေနဲ့အဲ့ဒါလိုဖြစ်တတ်တယ်ပေါ့နောက်တစ်ချိန်ကျတော့အဲ့လိုမျိုးတွေကလာပါလိမ့်မယ်နော်ဟိုတွေးဒီတွေးပြီးတော့သိသိချာချာပฏิနာမလဲလို့ရှိရင်လွဲမှားသွားနိုင်တယ်ပေါ့သောတပန်ဖြစ်တယ်ဆိုတာတိလို့သွားတာအဲ့တော့သောတပန်ပြီးမှသဂရကံပြီးမှဝိပဿနာသူဝိပဿနာနဲ့သူပဲသို့တော့တထိုင်နဲ့အတွင်းမှာဇက်တိုက်ဖြစ်လို့ရတယ်ဉာဏ်ပဲရှိတဲ့အဆင့်ကျော်တာမဟုတ်မြတ်စွာဘုရားလည်းပဲအဲ့လိုပြောတာအရှင်ဘုရားအကိုးရှိရလားရှိတာပေါ့စတုမေကပฏิပါတိယဆိုတဲ့စကားရှိတယ်မြတ်စွာဘုရားဟာမဲ့လေးပါအစဉ်အတိုင်းဖြစ်ပြီးတော့ဘုရားဖြစ်သူရောက်သွားတယ်ဆိုတာဘယ်သူပဲဖြစ်ဖြစ်စတုမေကပฏิပါတိယပဲကြော်လို့မှမရတာနော်ကြော်လို့မရတာတွေကအများကြီးပါဒီတစ်ခုတည်းမှမဟုတ်တာထမင်းစားတာတော့ကြော်လို့ရလားကံရတဲ့ထမင်းကိုစွန်းနဲ့ဖြစ်စေလက်နဲ့ဖြစ်စေအရင်ယူရမယ်ပြီးတော့မှဗဇနာရောင်မယ်ဗဇကဟမယ်ဟာပြီးတော့ဝါမယ်တခုကြော်ပြီးတော့မျိုးချပါလားပဲရမယ်နော်အဆင့်ဆိုမကြော်ဘူးလေသူကနဲ့သူသွားတာအိမ်သာတက်တာလည်းအဆင့်ကြော်တာမှမဟုတ်တာသူ့အဆင့်နဲ့သူသွားတာဝင်သွားတဲ့ထွင်းစားလည်းအဆင့်မကြော်ဘူးလေဝါပဲဝါပြီးမှမျိုးချမယ်ဒီလိုသွားမှာပဲသူကအဲ့တော့အလုံးကအဆင့်ကြော်တယ်လို့မရှိဘူး
သူဖြစ်စဉ် process ကရှိပြီးသားပဲအကုန်လုံးအဲ့လိုနိဗ္ဗာန်ရောက်ဖို့ရအတွက်လည်းပဲအခုလိုစိတ်တဝိသုဒ္ဓိဖြစ်အောင်အရင်ကြိုးစားတယ်စိတ်တဝိသုဒ္ဓိဖြစ်ရင်တမာတိဖြစ်တယ်တမာတိဖြစ်လာပြီဆိုတော့မှခုနယထာဘုဒ္ဓံဇာနာတိပတ္တိမှန်ကန်စွာမြင်တယ်မှန်ကန်စွာမြင်တာတောင်မှပဲနောက်ထပ်အဆင့်5ဆင့်ကျန်သေးတယ်နိဗ္ဗာန်သွားဖို့ရအတွက်စခန်းလေးနော်အဲ့ဒီမှန်ကန်စွာမြင်တဲ့အဆင့်50ကိုနောက်ရက်ဒီမှာဆက်ပြီးတော့တစ်ဆင့်ချင်းမှတ်သားသွားကြရအောင်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းလို့တန်တရားနဲ့နိဗ္ဗာန်ကိုသွားရောက်ချင်လို့ရှိရင်ပုံမှန်ရှင်ရထားတွေစီးပြီးသွားလို့မရဘူးအခုလိုနိဗ္ဗာန်သွားတဲ့ကျင့်စဉ်တိုင်းကျင့်ကြံကြုတ်ကိုအထောက်ပြီးတော့သွားမှနိဗ္ဗာန်ဆိုတာရောက်ရှိမှဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုရှေ့ဆက်ချရရှင်ဖေယဘုရားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိသညလျက်ဓမ္မသဘင်ရှင်ခြင်းပါပြုလို့ကြ၍အဝဒဒါနာမဒါနာတရားအလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သာသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတဝဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းကောင်းမှု၏အဖို့ဘာကကိုအမိအဖဖို့အဖွာဆရာသမားမှစ၍ကဘာသူကဘာသာလူနတ်မြမသတ္တဝါများတို့အားမြတ်အမြဝေငှပါကုန်၏ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးသာကြသည်များအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးသာကြသည်များအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးသာကြသည်များအမြယူတော်